မြို့သားအရှင်တွေကိုဆက်ရှင်ရင်းပြီးမြို့တဲ့ကိုအမြန်ပြေးလာခဲ့တယ်သူကသူတငယ်ချင်းတွေကိုတိတရဝအကြောင်းပြောပြပြီးသူပြောပြတဲ့ပုံစံအတိုင်းမျက်နှာကိုပုံချမ်းဆွဲပေးကြတယ်လင်ကတော့သူမကိုမြင်မြင်ချင်းမမိသွားတယ်သူမဟာငွေရောင်သူစုပ်ပုတ်ကောင်းတစ်ကောင်ဖြစ်ပါတယ်ဒီတရဝဟာရုပ်ဖြတ်ပြီးအသက်ရှင်နေထိုင်တာပါသူမဟာလူသားတွေကိုဖျားယောင်းပြီးငယ်ရွယ်နှုတ်ပြဖို့အတွက်သူတို့ရဲ့သူတွေကိုတောက်လို့ရှိပါတယ်သူမနောက်ထပ်လူမတက်နိုင်ခင်အဖွဲ့သားတွေကသူမကိုတားဆီးဖို့ဆုံးဖြတ်လိုက်ကြတယ်သူတို့ဟာလူစုခွဲပြီးစတင်ချောက်ဝေခဲ့ကြတယ်သူမကိုရှာတွေ့ဖို့တင်မကြခင်လိုက်ပါဘူးသူကကပကင်တကူထဲမှာနောက်ထပ်မျိုးသားတကူကိုဖျားယောင်းနေပါတယ်သူစုပ်ပုတ်ကောင်အာယုံလက်နေတော့မှာပဲမြို့သမီးတယောက်ကသူမရဲ့မျက်နှာကိုစိတ်ရည်တစ်မျိုးနဲ့ပတ်လိုက်ပါတယ်သူမရုပ်ဖြတ်ထားတဲ့အလှပတွေကဆက်ရှင်ပျက်စီးသွားပါတော့တယ်မြို့ထဲမှာအထိတ်လန့်တုန်လှုပ်မှုတွေမဖြစ်အောင်ဖွဲ့သားတွေဟာအချိန်မီရောက်လာခဲ့ပါတယ်သူတို့ကအဲ့ဒီတရဝကူတော်တဲ့ကိုဆွဲခေါ်သွားကြတယ်အချိန်မီသွားတဲ့သူစုပ်ပုတ်ကောင်ဟာနိုင်ကျင်သွားတဲ့မြေပြင်ပေါ်လဲကျသွားပါတယ်သူမရဲ့လဲကျထားတဲ့ပုံရိပ်တွေဟာတဖြည်းဖြည်းပျောက်ကွယ်သွားပြီးကြန့်ရှိနေတာကတော့စပင်တွေချုပ်ပွားပြီးအရေးပြားတွေတုံ့နှိမ်နေတဲ့ရုပ်ဆိုးလာတဲ့မိစ္ဆာအိုကြီးတစ်ကောင်ဖြစ်ပါတယ်လင်းကရုံးကနေနေတဲ့သူတရဝကိုလေထဲမြောက်ပြီးပြင်းထန်တဲ့အာနဲ့မြေပြင်ပေါ်ရိုက်ချလိုက်ပါတယ်ဒါပေမဲ့သူမကအသက်ရှင်နေတော့မှပဲသူစုပ်ပုတ်ကောင်ဟာအဖွဲ့သားတွေစီကနေလွတ်အောင်ထွက်ပြေးခဲ့ပါတယ်မကြခင်မှာပဲသူမဟာအဖွဲ့ထဲမှာအားနည်းဆုံးဖြစ်တဲ့ကွန်နာကိုဖန်စီပြီးတက်ဖြတ်ဖို့ပြန်လိုက်ပါတယ်လင်ကချင်းချင်းရောက်လာပြီးကော်နာကိုပေးကင်ရသူဆွဲထုတ်လိုက်ပါတယ်။အမျိုးသားတယောက်ကသူ့စုပ်ပုတ်ကောင်ကိုပြစ်ခတ်လိုက်ပြီးမိတောက်တွေကသူမရဲ့ခန္ဓာကိုယ်ဝါမျိုးတော့တော့တယ်။ဒါပေမဲ့အန်ဒီရကတော့မပြီးဆုံးသေးပါဘူး။မိုင်းနိုင်မျိုးဟာလူလောကနဲ့ဝိညာဉ်လောကကြားနေဆက်မှာတည်ရှိနေပြီးအမောင်တူတဲ့ကတရဝတကူအဲ့ဒီနေရာမှာပုံမို့စူးဝေးလာနေကြပါတယ်။